ဒါကရှောင်းလင်ဘုရားကျောင်းမှာအရန်ခက်ခဲကြမ်းတဲ့လေ့ကျင့်မှုတစ်ခုပါဓာတ်နှစ်ချောင်းကိုလက်မောင်းမှာချီနှောင်ထားတာကြောင့်အဲ့ဒီလူဟာလက်မောင်းတွေကိုကြဲကြဲဖြန့်ထားရပါတယ်ပြီးတော့ရေပုံးကြီးနှစ်ပုံးကိုကောက်ယူပြီးအပေါ်ကကန်သေးလေးရဲကိုလောင်းထဲဖို့မဆောက်ပြီးကျင်းမြောင်းတဲ့ကုန်းမြင့်တစ်ခုပေါ်တက်သွားရပါတယ်သူ့လက်မောင်းတွေကိုမြောက်ထားပြီးခန္ဓာကိုယ်ကိုဟန်ချက်ညီအောင်ထိန်းထားရပါတယ်ဘာလို့လဲဆိုတော့သူ့လက်တွေကျသွားရင်ဓာတ်တွေကသူ့ခန္ဓာကိုယ်ထဲကိုဝင်သွားပါလိမ့်မယ်စပိုင်းမှာသူဟာရေပုံးကိုတည်ပြီးလမ်းတောင်ဖြောင်းတန်းအောင်မရှောင်နိုင်ပေမဲ့နေ့တိုင်းရေပုံး300တည်လာပြီးနောက်မှာတော့သူဟာပိုပြီးကျွမ်းကျင်လာခဲ့ပါတယ်ကိုပုံးကိုအလွယ်တကူတည်နိုင်ုံသာမကအခြားသူတွေကိုပါကူညီနိုင်တဲ့အထိတမလာခဲ့ပါတယ်ဒါကြောင့်သူဟာဒီလေ့ကျင့်မှုမှာအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့နောက်ထပ်စိန်ခေါ်မှုကတော့ပိုခက်ခဲပါတယ်ဒီလေ့ကျင့်မှုမှာတော့သူ့ရှေ့မှာဗညာရင်းနေတဲ့ဖျောင်းတိုင်မီတောက်ကိုလိုက်ကြည့်ရင်မီးလောင်နေတဲ့ဒုံနှစ်ချောင်းကြားမှာရက်နေရပါတယ်စီးမြင့်ကရိုးရှင်းပါတယ်သူအလုံးတွေလှုပ်ရှားနိုင်ပေမဲ့သူ့ကောင်းကလုံးဝငြိမ်နေရပါမယ်အစပိုင်းမှာတော့သူ့မျက်လုံးတွေကဖျောင်းတိုင်မီတောက်ရဲ့ဥတီယာကိုအဆက်မပြတ်လိုက်ကြည့်နေပါတယ်ဒါပေမဲ့ဆရာကအမြန်နှုံးကိုထပ်မြင့်လိုက်တဲ့အခါမှာတော့အာယုံလွဲသွားပြီးမထင်မှတ်ပဲခေါင်းကိုရွှေ့သွားမိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကလက်မလျှော့ခဲ့ပါဘူးသူထပ်စူးစမ်းဖို့ရှေ့ကိုတိုးလာခဲ့ပါတယ်ဒီတစ်ခါတော့သူ့စိတ်ကိုတီတီငြိမ်ငြိမ်ထားပြီးတေချာအာယုံစိုက်ခဲ့ပါတယ်ဆရာကဖျောင်းတိုင်ကိုဘလောက်မြန်မြန်ဝေ့ရမ်းပါစေသူ့ကောင်းကငြိမ်နေခဲ့တာကြောင့်နောက်ဆုံးမှာလေ့ကျင့်မှုအောင်မြင်သွားခဲ့ပါတယ်